အားလုံးပဲမင်္ဂလာပါရှင်ဒီနေ့အိမ်မှာဆက်စားဖြစ်တဲ့ပဲကြဆာနဲ့မုံရင်ဟင်းချိုကောင်းကောင်းလေးချက်နီးလေးကိုလာမြဝေပေးပါမယ်ရှင်အရင်ဆုံးဈေးထက်ကဝယ်လာတဲ့ဟင်းချိုစဖို့အတွက်တစုံကိုဖောက်ပြီးတော့အစင်တင်ပြုပြင်ထားပေးပါမယ်ဒီလိုမျိုးအစုံလိုက်ဝင်တော့ဈေးတက်တာတော့ဗောနော်ခွဲဝင်တော့ဈေးများပါတယ်အသားတော့မပါဘူးဗောအသားထက်ရှင်ရင်တော့တက်ဝယ်ပြီးတော့ထည့်ပါရှင်ပြီးလို့ရှိရင်မုံရင်ဖြူအနေတော့ဖြတ်ပေးလိုက်ပါမယ်ဦးနီကိုလည်းအချောင်းလေးချောင်းပေးလိုက်ပါမယ်ရှင်ပြီးလို့ရှိရင်မုံအမဲကိုလည်းဖြတ်ပေးလိုက်ပါမယ်ဒီမုံအမဲကအဆိုးဖြစ်နေလို့ရေစိမ်စရာမလိုတော့ဘူးရှင်ပြီးလို့ရှိရင်တရုတ်နံနံပင်နဲ့ကျက်သူမိတ်ကိုရေဆေးပြီးတော့ဖြတ်ထားပေးလိုက်ပါမယ်ရှင်ပဲစားဆန်ကိုရေစိမ်လိုက်ပါမယ်ရှင်ကျဥတုတ်ဖူးကိုအတုံးလေးတုံးလိုက်ပါမယ်ရှင်ပြီးလို့ရှိရင်ဖြတ်ထားတဲ့မုံရင်းနဲ့မုံအမဲကိုရေဆေးလိုက်ပါမယ်ရှင်အစင်တင်ဖြစ်ပြီးလို့ရှိရင်ဟင်းရည်အိုးတည်လိုက်ပါမယ်ပြီးတော့ကြက်သားမုံနဲ့စားငံပြရေထည့်လိုက်ပါမယ်ချင်းအနက်လေးမွေးအောင်ရုပ်ကောင်းထည့်လိုက်ပါမယ်တမအောင်မွေပေးပြီးတော့အဖုံးလေးအုပ်ပေးလိုက်ပါမယ်ရှင်ဟင်းရည်ဆူလာပြီးလို့ရှိရင်ခုနဆေးထားတဲ့မုံရင်းဖြူနဲ့မုံအမဲနဲ့ဦးနီကိုထည့်လိုက်ပါမယ်ရှင်ဟင်းရည်ထက်ဆူလာပြီးလို့ရှိရင်ကြက်ဥတုဖူးကိုထည့်လိုက်ပါမယ်ပြီးတော့ကြဆန်ကိုထည့်လိုက်ပါမယ်ရှင်တမအောင်မွေပြီးတော့နောက်ဆုံးကတော့ဖြတ်ထားတဲ့ကြက်သူမိတ်နဲ့တရုတ်နံနံကိုအုပ်လိုက်ပါမယ်ရှင်ဒါဆိုရင်ပဲကြဆန်ဟင်းချိုပူပူလေးတစ်ခွက်ရပါပြီရှင်ဒီဗီဒီယိုလေးကိုအဆုံးထိကြည့်လာပေးတဲ့အတွက်ကျေးဇူးအရန်တင်ပါတယ်ရှင်နောက်ထပ်ဗီဒီယိုမှာပြန်ဆုံကြမယ်ရှင်